ဒီလေကြောင်းတိုက်ခိုက်တာတွေကအစပေါ့နော်မြေပြင်စစ်ကြောင်းတွေအစုံ ညာတခွင်ပြောနေအပေါ်ကလင်းတန်း လေတန်းကြားရတာဟုတ်ပါဗျာတကယ် မျိုးသမီးမှာခုကလူငယ်တွေရဲ့အသုံးနှုန်းဗျာကျွန်တော်ဒိတ်ခဲဆိုတာရှိတကယ်ဒီနိုင်ငံရေးစနစ်ကြီးမကောင်းလို့တချို့မျိုးသမီးတွေကတက္ကသိုလ်တွေမှာရောက်ရမယ့်အစားတကယ်လုပ်ငန်းခွင်တွေမှာရောက်ရမယ့်အစားကျွန်တော်တို့မလွဲတာမရှောင်တာလို့ဒီလုပ်ငန်းတွေကိုကျွန်တော်တို့လုပ်နေကြတယ်ပေါ်တာဆွဲတာဒီစစ်မှုထမ်းဥပဒေကြောင့်ပေါ်တာဆွဲတာကလေတကယ်ပတ်စံရှိတဲ့တတိသားတွေကိုဆွဲတာမှမဟုတ်ပဲ ချင်းချောင်းမှု ကျွန်တော်တို့ပြည်သူလူထုတကယ်လူလက်တန်းစားအခြေခံလူတန်းစားတွေကိုရည်ရွယ်ဥတီပြီးတော့ဆွဲတာဖြစ်တယ်လေ 2021တုန်းကတပိတ်ပုံစံနဲ့ကျွန်တော်တို့အခုဒီ2026မှာရှိရလူလူလှူရှာမှုပုံစံတွေနဲ့ဟာလုံးဝမတူတော့တာတော့သိကြတယ်အများကြီးအားနည်းသွားတာလည်းသိကြတာပေါ့နော် ဘာတွေအားနည်းလဲဆိုရင်ကျွန်တော်တို့ဒီရေရှည် plan တွေကျွန်တော်တို့မရှိခဲ့ကြဘူးပေါ့နော် ကျွန်တော်တို့အခုချိန်ကအလုပ်ပို့ပြီးတော့မှ2ဆ3ဆပို့လုပ်ရမယ့်အချိန်လို့ကျွန်တော်ကတော့တွေးတာပေါ့လေ ကျွန်တော်တို့အမြဲတမ်းပြောတဲ့စီရေးတိုက်ပွဲနဲ့လူတိုက်ပွဲဟန်ချက်ညီသွားမယ်ဆိုတာကမတကယ်တော့ဟန်ချက်ကမညီနိုင်ဘူးဖြစ်ခဲ့ကြတာဒီလူတို့ရဲ့အထွေထွေချက်တဲကြမှာနော်တကယ်တနေ့စားဖို့တောက်ဖို့အတွက်ကိုမနေရုံးကန်နေရတဲ့ရှင်တွေဒါကြီးလည်းရှိဆိုတော့လူလှရှာမှုကဏ္ဍကိုပဲစပြီးတော့သုံးသက်ကြည့်အောင်ဒီပြီးခဲ့တဲ့9နှစ်တာကာလတို့တွေဘာတွေမှားခဲ့ကြလဲဘာတွေလွဲခဲ့ကြလဲနော်ဘယ်ရထားမှလွဲသွားတယ်လဲတခါလွဲရင်ဘယ်လောက်ကြာတယ်လဲနော်ဆိုတော့ကဲမေးရပဲစပြီးတော့ပြောပြမလားတို့လူလှရှာမှုကဏ္ဍဘာတွေအားနေဘာတွေလွဲခဲ့လဲပြီးခဲ့တဲ့9နှစ်မှာလက်ရှိအခြေအနေရောဘာတွေဖြစ်နေတယ်လဲ ဟုတ်ကဲ့လက်ရှိမှာတော့ကျွန်တော်တို့အမလာတဲ့တန်ပရက်နဲ့တိုက်ရမယ်ဆိုရင်ကျွန်တော်တို့9နှစ်တာကာလအတွင်းမှာကျွန်တော်တို့ကိုလုံနိုင်တာထက်ကိုတကယ်တမ်းကျတော့အစကြီးများစွာထည့်ပြီးတော့ကျွန်တော်ရုံးခဲ့ကြရမှာပေါ့နော်အဲ့မှာကျွန်တော်တို့မယုံခဲ့ကြဘူးလေကျွန်တော်မြင်နေတယ်မယုံခဲ့ဘူးဆိုတာကအလုံးမလုပ်ဘူးမစူးစမ်းဘူးလို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ထက်နိုင်တဲ့အားထက်ကိုကျွန်တော်ပို့ပြီးတော့ထည့်ခဲ့ရမှာပေါ့ထည့်ဝင်ခဲ့ရမှာကျွန်တော်တို့ဒါတွေကကျွန်တော်တို့သင်ငန်းစာတွေပါသင်ငန်းစာတွေပဲဒါပေမဲ့တစ်ဖက်မှာကျတော့လူလှုပ်ရှားမှုကဏ္ဍကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အားတာချက်တွေရှိတယ်အားနည်းချက်တွေလည်းကျွန်တော်တို့အများကြီးရှိတယ်ဒါနောက်ပိုင်းမှာကျွန်တော်ဆွေးနွေးရမယ့်အခန်းကဏ္ဍဖြစ်တယ်ပေါ့လေဆိုတော့ဒါပေမဲ့ကျွန်တော်တို့မှာတစ်ခုကောင်းတာကဒီနေ့ဒီချိန်ထိကျွန်တော်မြို့ပြလူထုရောကျွန်တော်တို့ဒီကျေးလက်စိုးမိုးထိတ်ချုပ်နေများလူထုရောခုချိန်ထိကြက်ကြက်ခံပြီးတော့ကျွန်တော်တို့ကိုဒီတော်လိုင်းရေးတစ်စုံလုံးပေါ်မှာပေါ့လေထောက်ခံအားပေးနေရဆိုတာကတော့ကျွန်တော်တို့ဒါငင်းလို့မရပါဘူးငင်းလို့မရပါဘူးနောက်တစ်ခုလူထုကကျွန်တော်တို့အမြဲပြောခဲ့သလိုပဲစစ်ကောင်စီကိုမကြိုက်ပါမကြိုက်ဘူးလူထုကသို့တော့စစ်ကောင်စီကအကြောက်တရားနဲ့ဖိနှိပ်ထားတဲ့အခါမှာလူထုဟာမလွဲတာမရှောင်တာလို့တာကျွန်တော်စစ်ကောင်စီရဲ့တချို့သောចောင်းကြတွေအောက်ချုပ်မှုတွေကိုမလွဲတာမရှောင်တာလို့တာလက်ခံနေရဖြစ်တယ်တကယ်တော့စိတ်ထဲမှာကြိုက်လာလို့မင်းမကြိုက်ပါအဲ့တော့အဲ့ပေါ်မှာကျွန်တော်လူလှုပ်ရှားမှုကရဲဘော်ရဲဘက်တွေကဒီလူထုကိုတော်တော်ရေးမှာဘယ်လိုမျိုးပါဝင်လာဖို့အားစိတ်ထုတ်ကြမလဲဆိုတာကိုလက်ရှိကျွန်တော်တို့စ조사ပြင်ဆင်နေတဲ့အပိုင်းရှိမယ်လို့လည်းကျွန်တော်မြင်ပါတယ်အဲ့ဒါတွေကိုလည်းဆက်လက်ပြီးတော့ဆွေးနွေးပေးဖို့ပေါ့လေဟုတ်ကဲ့ဆွေးနွေးရမှာပါနော်ဆွေးနွေးကြရတော့များတယ်ကျွန်တော်ကလူတွေအပေါင်းအသင်းတွေပေါ်တာတွေဆိုတော့ပျော်တယ်ဒါပေမဲ့လက်ရှိစေးနိုင်ငံရေးအကြောင်းပြောနေနည်းနည်းလေးပြောရကောင်းမလို့ဒီလေးတော့ကြောင်းနေရပါလိဆိုတော့ကဲကျမလေးအနုပါဘယ်လိုမြင်တော့တို့လူရှာမှုကဏ္ဍဘာတွေလွဲလဲဘာတွေမှားလဲဘာတွေအားနေလဲ ကျွန်တော်တို့2021အာနာသိမ့်ပြီးတော့မြန်မာတိုင်းနိုင်ငံလုံးတိုင်းတာအနေနဲ့လူလှူရှာမှုတွေကတကယ်တမိုင်းမှာတော့မှတစ်ခါမှမရှိခဲ့ဘူးတဲ့လူလှူရှာမှုမျိုးတွေအများကြီးထွက်ခဲ့တယ်ပေါ့နော်အရန်အားရကျင်တဲ့ဆရာကောင်းခဲ့တယ်ပြည်သူတွေအကုန်လုံးကလည်းတက်တက်ကြွကြွပါဝင်ခဲ့ကြတယ်ပေါ့နော်အခုတော့အချိန်ကာလကလည်းဒေါ်လာကြီးကာလကလည်း9နှစ်ကျော်လာခဲ့ပြီဆိုတဲ့ခါမှာ2021တုန်းကတပိတ်ပုံစံနဲ့ကျွန်တော်တို့အခုဒီ2026မှာရှိရလူလှူရှာမှုပုံစံတွေနဲ့ဟာလုံးဝမတူတော့တာတော့သိကြတယ်အများကြီးအားနည်းသွားတာလည်းသိကြတာပေါ့နော်အားနည်းချက်တွေကတော့ဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိတာပေါ့လေအဲ့ဒီကပထမတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူလှူရှာမှုဥဆောင်တဲ့သူတွေကိုယ်တိုင်ကလည်းတော်လန်ရေးကြာလာတာနဲ့အမျှဒီအလုတ်ပေါ်မှာပင်ပန်းလာတယ်တခါတည်းမှာကျွန်တော်တို့စိတ်ရည်အခြေအနေတွေကြောင့်မို့လို့စိတ်ဓာတ်တွေကျလာကြတယ်ပေါ့နော်အဲ့ဒါမျိုးတွေနဲ့ဆိုတော့ကိုပြန်တီးဆောက်ရတဲ့အခြေအနေလည်းရှိတာပေါ့လေပြည်သူတွေဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းပြည်သူတွေကဒီ9နှစ်အတွင်းမှာကုန်စည်နှုန်းတွေဖောင်းပွားလာတဲ့အမျှစီးပွားရေးတွေကလည်းအရန်ခက်ခဲကြက်တဲလာကြတယ်အဲ့ဒီခါမှာသူတို့တွေကဒီလူလှူရှားမှုနောက်ကိုသူတို့စိတ်ပါတဲ့လောက်မလိုက်နိုင်ကြတော့ဘူးပေါ့နော်သူတို့စိတ်ကတော့တော်လန်ရေးအောင်ကျင်တယ်ဒီနေ့အောင်ရင်လည်းကောင်းတယ်နက်ဖြန်အောင်ရင်လည်းကောင်းတယ်ဒီနှစ်အောင်ရင်လည်းကောင်းတယ်အဲ့လိုမျိုးပေါ့နော်သူတို့ကတော့ဘယ်ချိန်မဆိုအောင်ကျင်တာပဲဒါပေမဲ့သူတို့စိတ်ထဲမှာရှိတဲ့လောက်တော်လန်ရေးအတွက်ကူနိုင်စွမ်းသူတို့ကိုယ်တိုင်ပါဝင်နိုင်စွမ်းနေဟာစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့်မို့လို့အမျိုးမျိုးနဲ့ကြာဆင်းလာခဲ့ရတာပေါ့နော်နောက်ပြီးတော့
စစ်ရေးအနေအပြန်ပြောမယ်ဆိုလို့ရှိရင်လည်း2021တုန်းကကျွန်တော်တို့စစ်ရေးအခြေအနေကအရန်အရှိအလားအစပိုင်းတွေမှာစစ်ရေးအခြေအနေမတင်းမာသေးဘူးပေါ့နော်နောက်ပိုင်းမှာတင်းမာလာတဖြည်းဖြည်းနဲ့နှစ်ကြာလာတဲ့အခါမှာစစ်ရေးတွေပိုတင်းမာလာတဲ့အခါမှာလဲလူလူလှုပ်ရှားမှုတွေဟာအရင်လိုမျိုးအကောင်းကောင်းနဲ့ပြန်ထွက်ဖို့ဆိုတဲ့အခြေအနေတရရက်ကိုကျွန်တော်တို့အဖက်ဖက်ကနေပြန်ပြီးတော့ထည့်သွင်းစဉ်းစားရတဲ့အချက်တွေလည်းပါတာပေါ့နော်ဆိုတော့အဓိကတော့စီချင်းတွေအပြောင်းလဲရလေဒီ9နှစ်ကြာမှာเนาะအများကြီးကျွန်တော်နေမိတက်ကြကျွန်တော်ကြုံရတယ်ဟုတ်တယ်ပြီးတော့စစ်ကောင်စီရဲ့ဖိနှိပ်မှုဟုတ်တယ်ပြီးလူလူရဲ့အထွေထွေချက်တဲကြမှာเนาะတကယ်တနေ့တနေ့စားဖို့တောက်ဖို့အတွက်ကိုမနေရုံးကန်နေရတဲ့ရှင်တွေဒါကြီးလည်းရှိတယ်ဒီကုဆွဲတို့အဝိုင်းတို့လူရင်းကြကျွန်တော်ပြောလိုက်ဟုတ်ပြောကြမယ်ဟေ့ဆိုရင်ကျွန်တော်တို့က2021ကပြန်ကောက်အောင်2021မှာကျွန်တော်တို့လူထုလှုပ်ရှားမှုတွေအရှင်ဟောအားကောင်းခဲ့တယ်တောက်လျှောက်ကိုကျွန်တော်တို့လူထုကိုအများကြီးဥဆောင်မှုလူထုလှုပ်ရှားမှုခန္ဓာအနေနဲ့ပေးနိုင်ခဲ့ကြတယ်ပေါ့နော်ဒီလိုတဖြည်းဖြည်းရွေ့လာတဲ့အပေါ်မှာကျွန်တော်တို့တွေအားနည်းချက်တွေအများကြီးရှိခဲ့တယ်ပေါ့နော်လူထုလှုပ်ရှားမှုတွေအနေနဲ့ဘာတွေအားနည်းလဲဆိုရင်ကျွန်တော်တို့ဒီရေရှည် plan တွေကျွန်တော်တို့မရှိခဲ့ကြဘူးပေါ့နော်ကျွန်တော်တို့ဘာလုပ်မယ်ဘယ်လမှာတော့ဘာလုပ်မယ်ပေါ့နော်ဘယ်နှစ်မှာတော့ဘယ်လိုဆောင်ရွက်မယ်ဆိုတော့ကျွန်တော်ရေရှည် plan တွေကျွန်တော်တို့မရှိခဲ့ကြဘူးဒီရေတိုလေးနဲ့ပဲကျွန်တော်တို့ရန်သူရဲ့ဖနှောက်ကိုနင်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့ကြတာတွေပေါ့နော်ဒါတွေကကျွန်တော်တို့အတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့အောင်မြင်မှုတော့ရခဲ့တယ်သို့တော်လည်းပဲကျွန်တော်တို့ရေရှည် plan မရှိတဲ့အခါမှာကျွန်တော်တို့အခုအားနည်းချက်တွေအများကြီးကျွန်တော်တို့ကြုံနေကြရတယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်တို့တချို့သောရရှိခဲ့တဲ့အခွင့်အလမ်းတွေမှာကျွန်တော်တို့အမိရစုပ်ကိုင်နိုင်စွမ်းနေကျွန်တော်တို့မရှိခဲ့ကြဘူးပေါ့နော်ဒါကျွန်တော်တို့လူထုလှုပ်ရှားမှုတွေရဲ့အားနည်းချက်တွေဖြစ်တယ်ပေါ့နော်ဒါတွေကိုတော့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဒါတွေကျွန်တော်တို့ပြောင်းလဲကြရမယ်ပြင်ဆင်ကြရမယ်ရှေ့ဆက်ပြီးတော့ကျွန်တော်တို့တွေတကယ်ဒီရေရှည် plan တွေနဲ့ဘာတွေဆောင်ရွက်ကြမလဲဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ဆောင်ရွက်ဖို့တော့လိုမယ်လို့တော့မြင်တယ်ပေါ့နော်ဒါရှိမှတော့ကျွန်တော်တို့အားနည်းချက်တွေအများကြီးရှိခဲ့တယ်ဒီစရေးရအားကောင်းခဲ့တဲ့အခြေအနေတစ်ခုတွေမှာလည်းကျွန်တော်တို့လူထုလှုပ်ရှားမှုကဏ္ဍအရပို့ပြီးတော့အရှင်ဟုန်ပို့မြင့်သွားအောင်ပေါ့နော်ကျွန်တော်တို့လူထုလှုပ်ရှားမှုကဏ္ဍအနေနဲ့အားနည်းခဲ့တဲ့ဟာလေးတွေတော့ရှိတယ်လို့တော့မြင်ပါတယ်ကျွန်တော်တို့လေဟုတ်ကျွန်တော်ရဲ့သုံးသက်ချက်ရဆိုရင်တော့ကျွန်တော်နှစ်ချက်ပေါ့လေဒီပြည်သူလူထုနဲ့ဒါကျွန်တော်တို့နဲ့ပေါ့ကျွန်တော်ကတော့ဒီလူလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့အားနည်းတယ်ဆိုပြီးတော့ကျွန်တော်တော့မပြောလို့ပေါ့လေကျွန်တော်တို့အခုအချိန်ကအလုပ်ပို့ပြီးတော့မှ2ဆ3ဆပို့လုပ်ရမယ့်အချိန်လို့ကျွန်တော်ကတော့တွေးတာပေါ့လေအဲ့လိုလဲဆိုတော့ကျွန်တော်2021ကနေစပြီးတော့မှကျွန်တော်စာနာပြခဲ့တဲ့ကကျွန်တော်တို့တွေခုချိန်ထိပဲပေါ့လေပြည်သူလူထုအနေနဲ့ကြာရတောင်းဝမ်းနေခုချိန်ထိရတဲ့နည်းနဲ့ကျွန်တော်တို့ဘက်မှာတူတူရှိနေတုံးဆိုပြီးတော့လေကျွန်တော်တို့လက်ခံထားကြတယ်ပေါ့ကျွန်တော်တို့ရဲ့မျက်မြင်ကိုယ်တွေပဲပေါ့လေနော်အဲ့တော့လက်တလောအချိန်တွေကဒီရဲ့စစ်အုပ်စုရဲ့ဒါဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်မို့ပဲဒါပြည်သူတွေအနေနဲ့ဒါမြို့ပေါ်ဆိုလဲမြို့ပေါ်မှုကျွန်တော်တို့ဒီအညာတခွင်ပေါ့နော်ဒီအစုံပေါ့နော်ဒီနေမြေတွေအားလုံးမှာဒီလေချောင်းတိုက်ခိုက်တာတွေကအစပေါ့နော်ဒီပြင်စစ်ကြောင်းတွေအစုံကိုညာတခွင်ပြောနေအပေါ်ကလေရင်တန်းလေးလေးကြားရပါဗျာတကယ်အဲ့လိုအခြေအနေတွေကြောင့်မို့ပဲကျွန်တော်တို့တွေအားရော့သွားတယ်ဆိုတာတဲ့ပေါ့နိဒီဖိနှိပ်မှုတွေကြောင့်မို့ပဲကျွန်တော်တို့ဒါနည်း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 ရော့သွားတဲ့အခြေအနေမျိုးတော့ရှိတာပေါ့လေဒါပေမဲ့ဒီလူတို့ကတော့အခုချိန်ထိကျွန်တော်နဲ့တူတူရှိနေတော့မယ်ခုဆိုရင်ပါဝင်နေတော့မယ်ပေါ့လေပြီးရင်ကျွန်တော်တို့ဆိုတာလဲဒါလုပ်ငန်းတူတူလုပ်ကြလို့အလုပ်တွေတူတူဖြစ်ကြလို့ဒီလိုနေရာမျိုးမှာဒီလိုမျိုးကျွန်တော်စကားဝိုင်းမျိုးကျွန်တော်တို့ဖြစ်ကြတာပေါ့လေနော်အဲ့တော့ကျွန်တော်မြင်တာတော့ဒီလူလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့အခုတော်လှန်ရေးကာလကြာလာတဲ့အချိန်ကာလတစ်ခုကြောင့်မို့ရောဒီစစ်အုပ်စုရဲ့ဒါအခုပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေအဲ့အခြေအနေကြောင့်မို့လဲကျွန်တော်တို့ပို့ပြီးတော့မှအလုပ်ပို့လုပ်ရမယ့်အခြေအနေကျွန်တော်တို့ရဲ့အရှိန်တွေကိုပို့ပြီးတော့မှမြင့်ရမယ့်အခြေအနေလို့တော့ကျွန်တော်ကတော့သုံးသပ်ပါတယ်လို့ဟုတ်အလုပ်ပို့လုပ်ကြရမယ်ဖြစ်နေဆိုတော့လက်ခံတယ်နော်ကျွန်တော်တကယ်အားလုံးဆိုတော့ဟုတ်တယ်ဗျာကျွန်တော်တို့ကရေရှည်အမြင်ကိုဆွဲပြောတဲ့ရေရှည်အမြင်ကျွန်တော်တို့ကစီမီတူရေတူအဲ့ဒီဟာကိုသွားပြီးတော့အတန်ခဲ့ကြတယ်နောက်တစ်ခုကနီးနာမှာကျွန်တော်တို့ကကျွဲနီးပရိရဲ့ကျွဲနဲ့လှုပ်ရှားတယ်ဆိုပြီးကျွန်တော်တို့ဒါပြောကြတာရှိတယ်ဒါပေမဲ့ကျွန်တော်တကယ်လူဒေါ်လာရင်းတစ်စုံလုံးမဟာဗျူဟာနဲ့ဆက်ဆက်နောက်တစ်ခုကစီရေးတိုက်ပွဲပုံစံပေါ်လာတဲ့အခါမှာခုနလိုစီရေးပေါ်မှာအရန်ယုံကြည်မျှော်လင့်ချက်ကျွန်တော်တို့နောက်တစ်ခုကဒီစီရေးနဲ့ပတ်သက်တဲ့အရင်းမြစ်ကတော်တော်လေးသုံးရတယ်ပေါ့နော်ဆိုတော့ဒီပေါ်မှာကျွန်တော်တို့ရဲ့အားတန်မှုကလည်းဒါရှိသွားတယ်ဆိုတော့အဲ့ဒီပေါ်မှာကျွန်တော်တို့ကဒီကျွန်တော်တို့အမြဲတမ်းပြောတဲ့စီရေးတိုက်ပွဲနဲ့လူတိုက်ပွဲဟန်ချက်ညီသွားရမယ်ဆိုတာကတကယ်တော့ဟန်ချက်ကမညီနိုင်ဘူးဖြစ်ခဲ့ကြတာဆိုဒီဟာတွေကိုကျွန်တော်တို့တွေးကြပြောကြတယ်ဆိုတော့အကိုရောအကိုဘယ်လိုသုံးသက်ချင်လဲအေးဗျာအခုဒီမှာအခုလိုဆုံးရတာလေ1 တာဒီမှာဆိုကျွန်တော်တို့အခုဒီမှာစကိုင်းရန်ကုန်မန္တလေးနော်ဒေသအစုံကနေပြီးတော့အခုဒါအညာတနေရာမှာဆုံးရတယ်
ကျွန်တော်လည်းတဘာဝကြတယ်ကျွန်တော်သဘောတွေကြာနေတာဆိုနော်ကျွန်တော်တို့လေးနေလေးနေဂျိုင်ယိုစီယိုဟလာနော်အဲ့တော့ကျွန်တော်လည်းအခုဒီရက်တွေမှာကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့9နှစ်တာခရီးကိုပြန်ပြီးတော့ဆင်ကျင်ပြစ်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးကတော့ကျွန်တော်ထင်တယ်လေ2000လွန်ခဲ့တဲ့9နှစ်2021နော်ဖေဖော်ဝါရီ March April ကာလတွေမှာကျွန်တော်တို့တော်လန်ရေးကရေရှည်ခရီးဖြစ်တယ်ခရီးရှည်ချစ်တဲ့ပွဲဖြစ်တယ်ဆိုတာမျိုးကိုလို့ရှုမြင်တဲ့လူကတော်တော်နည်းခဲ့မယ်ထင်ပါတယ်ကျွန်တော်ထင်ပါတယ် ကိုယ်တိုင်ဘာမှရှုမြင်လို့ အဲ့က တော် ဒါ လေး တော့ လေအဲ့လောက်ကြိုက်လောက်ရမယ်လို့လည်းမထင်တာခဲ့ဘူး ဒါလည်းမှားတာမို့တဘာဝကြတယ်အဲ့ကာလအဲ့ချင်းနေမှာပေါ့လေကျွန်တော်တို့ကဒါနော်အဲ့လောက်ထိခက်ခဲနေမယ်အဲ့လောက်ထိအချိန်ကြာလိမ့်မယ်လို့မထင်ခဲ့ကြဘူးနော်အဲ့တော့ကျွန်တော်တို့အားလုံးကခုနရေလက်ဆိုတာတော့မဟုတ်ဘဲနဲ့ရေတိုးအမြင်နေနဲ့ပဲကျွန်တော်တို့တွေနော်နိုင်ငံရေးတစုံလုံးပဲဖြစ်ဖြစ်စစ်ရေးပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဒီလူလူတပိတ်တိုက်ပွဲလူလူလှုပ်ရှားမှုပဲဖြစ်ဖြစ်ပဲနော်ရေတိုးအမြင်နေနဲ့ကျွန်တော်တို့ကချင်းကက်ခဲ့ကြတာများခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါတဲ့ခုနပြောလို့ပဲအားလုံးအဲ့ကာလကတော့ကျွန်တော်ထင်2021ကတော်လန်ရေးက9နှစ်ကြာမယ်10နှစ်ကြာမယ်220ကြာမယ်သွားပြောကြည့်တကောင်အယူလို့ပြောမှာပဲနော်အဲ့တော့တကောင်ဘာလို့လာပြောတာတော့ပေါ့နော်ဝိုင်းတော့ရိုက်ခိုင်ခန်းနေရမှာနော်ဒါကအဲ့တုန်းကအချင်းနေပေါ့နော်ထားသေးတော့ဒါရှိသေးတော့အဲ့တော့ကျွန်တော်တို့ဒီတော်လန်ရေးလူမှုအပြောင်းလဲတွေပေါ့ဗျာ social movement ဒီလှုပ်ရှားမှုတွေကိုကြည့်တဲ့အခါမှာတဲ့သူတို့ဒါနိုင်ငံတကာကျွန်တော်လည်းဒီကာလတွေမှာနော်နည်းနည်းတောင်ဖက်မြောက်ဖက်ရှောက်ဖက်ရင်းလေ့လာပြတာပေါ့နော်ဒီလူမှုအပြောင်းလဲလူမှုလှုပ်ရှားမှုတွေကိုပေါ့ဒါကျွန်တော်တို့ဒါဆရာနာရှင်ပြုတ်ကြရေးအပြောင်းလဲလို့စူးစမ်းနေကြတဲ့ဟာတွေကြည့်မယ်ဆိုရင်အကြမ်းမြင်ပြောရင်ကျွန်တော်တို့ဒါသူအဆင့်အနေနဲ့သွားတာပေါ့အဆင့်1 2 3 4ဆိုပြီးအဆင့်4ဆင့်လောက်ခွဲတယ်ပေါ့ဗျာအဲ့တော့ပထမဆုံးအဆင့်ကတော့ဒါစတင်ပေါ်ပေါက်တဲ့ဒီတရေဒီပေါ်ပေါက်တဲ့အဆင့်ပေါ့ဗျာဒါကျွန်တော်တို့ဆိုတာအာနာသိန်းရဲ့ဖေဖော်ဝါရီ1ရက်နေ့မှာအဲ့မှာစပြီးတော့ဒါအာနာသိန်းနဲ့ဆိုတဲ့လက်တော်အကြောင်းရင်းကိုအကြောင်းပြုပြီးတော့လူလူလှုပ်ရှားမှုတွေเนาะဒေါ်လာရေးတွေဖြစ်လာဒေါ်လာရေးစတဲ့အဆင့်ပေါ့ဗျာအဲ့ဒီကနေမှတဖြည်းဖြည်းဒီစူးစီးလာကြတဲ့အဖွဲ့အစည်းတွေပေါ်လာကျွန်တော်တို့ဒါ GSCB ဆိုရင်2021 မတ်လမှာပေါ်လာကြတယ်เนาะမြို့နယ်အဆင့်ကော်မတီတွေပေါ်တယ်เนาะတဖြည်းဖြည်းအဖွဲ့အစည်းတွေပေါ်ဗျာကျွန်တော်တို့ AFCC ဆိုရင်2021ဒါဖေဖော်ဝါရီမှာမန်လေးတပိတ်ကော်မတီအနေနဲ့ပေါ်တယ်အဲ့ဒါမျိုးအဖွဲ့အစည်းတွေပေါ်ပေါက်လာတဲ့စူးစီးပြီးတော့လုပ်ကြတဲ့ CDN အဖွဲ့အစည်းတွေပေါ်လာတယ်ဆိုတဲ့ဟာမျိုးပေါ့ဒါအဆင့်2ပေါ့ဗျာစတင်စူးစီးချိတ်ဆက်တဲ့အဆင့်ပေါ့အဲ့ဒီ1ရ2ရပြီးရင်ကျွန်တော်တို့နောက်ထပ်ရောက်တဲ့အဆင့်ကအဆင့်3ပေါ့အဆင့်3မှာတော့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ကျွန်တော်တို့လက်ရှိຫນွေဦးတော်လှန်ရေးကအဆင့်3လို့ထင်တယ်အဲ့ဒါကတော့ဆိုကျွန်တော်တို့ရဲ့အရင်းမြစ်တွေအဖွဲ့အစည်းတွေခေါင်းဆောင်မှုတွေကိုစတိတကျပူပူပြီးပြင်းခိုင်မာအောင်စုဖွဲ့တိဆောက်ရမယ်အဆင့်ပေါ့ဗျာဒါတော့အင်္ဂလိပ်လိုတော့ဒါ institutionalization သုံးတယ်ပေါ့ institution တွေအဖွဲ့အစည်းတွေခိုင်မာအောင်တိဆောက်ရတဲ့အဆင့်ကိုကျွန်တော်တို့ကရောက်လာတယ်လို့ကျွန်တော်ကထင်တယ်ပေါ့အဲ့တော့ပြန်ချုပ်ရရင်ဒီ9နှစ်တာမှာကျွန်တော်တို့အနေနဲ့လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်အားနည်းချက်တွေအများကြီးဥပမာဆိုထင်ရှားဆုံးအားနည်းချက်ကဗျာကျွန်တော်တို့မှာအရင်းမြစ်ပိုင်းအားနည်းတယ်အရင်းမြစ်နော်ကျွန်တော်တို့ဘန်နာရီငွေကြေးကြည့်မလားနော်လူပဲကြည့်မလားပေါ့ကျွန်တော်တို့ဘက်ကအရင်းမြစ်လက်နက်ခဲယမ်းမိကြတာစစ်ရေးဆိုရင်အားနည်းတဲ့အချိန်မှာကျွန်တော်တို့ရင်ဆိုင်နေရတဲ့ကျွန်တော်တို့ရဲ့ဒီစစ်အာဏာရှင်ကခင်ဗျားကျွန်တော်သိတဲ့အတိုင်းပဲလေကဘာပေါ်မှာတောင်ဟုတ်လားအဆင့်30 38လောက်ရှိတဲ့စစ်တပ်ကြီးကောင်နော်35လောက်ရှိတယ်နော်ကဘာလုံးနိုင်ငံပေါင်း200လောက်မှာသူက35ဆိုနေတဲ့ အဆင့်ကြီးမဟုတ်ဗျာအဲ့တော့အဲ့ဒါမျိုးအင်အားကြီးဒါပြီးဒါသူ့ကိုပြင်ပအင်အားကြီးနိုင်ငံကြီးတွေကလည်းဒီလောက်ကျောတော့နောက်ခံပြတာလေအားလုံးတည်ပြီးသားပဲကျွန်တော်နာမည်ထည့်ပြောစရာမလိုအားလုံးတည်ပြီးသားဘယ်နိုင်ငံတွေကဒီစစ်အာဏာရှင်ကိုပံ့ပိုးထားတယ်အဲ့လိုအခြေအနေမှာကျွန်တော်တို့ကကြတော့ကိုထူကိုထဒေါ်လန်ရေးကိုထူကိုချိုဒေါ်လန်ရေးလုပ်နေရတာအဲ့တော့စစ်ရေးတိုက်ပွဲအရာဆိုရင်လည်းကျွန်တော်တို့ကလုံးဝအချိုးမညီတဲ့ဗတ်မညီတဲ့တိုက်ပွဲကိုဆင်နွှဲနေရတာလေဖြစ်တယ်ပေါ့ကျွန်တော်တို့လူလူလှုပ်ရှားမှုတွေကျွန်တော်တို့ရဲ့ CDM debate ဟာလားစတဲ့လူလူလှုပ်ရှားမှုတွေဘက်မှာဆိုရင်လည်းခုနကပြောတဲ့အရင်းမြစ်ပိုင်းအားနည်းချက်တွေရှိတယ်ခုနအမျော်အမြင်ပိုင်းမှာကျွန်တော်တို့ကရေတိုးသဘောဆန်ဆန်တွေချင်းကပ်ခဲ့တာများတဲ့အတွက်ကြောင့်ကျွန်တော်ထင်တယ်လိုအပ်ချက်တွေလည်းဒီကျွန်တော်တို့မဟာဗျူဟာသဘောမှာပေါ့အားနည်းချက်တွေလည်းကျွန်တော်ရှိခဲ့လိမ့်မယ်ပေါ့ဗျာအဲ့ဒါတွေအားလုံးကိုကျွန်တော်တို့ကတော့အခုကလာတော့ပြန်လဲစင်ကျင်သုံးသက်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးပြန်လဲစုဖွဲ့တဲမက်တိဆောက်ရမယ့်ကအချိန်လို့ကျွန်တော်ကတော့လက်ရှိ2026ကိုတော့အဲ့လိုရှုမြင်နေဆိုတာလေးအရင်ပြောချင်တယ်ဗျဟုတ်ကိုကျေးဇူးပါဒီနေရာမှာလေကျွန်တော်ကိုဇွဲလေးပါလို့ကျွန်တော်လည်းဒီမှာမေးချင်တာကျွန်တော်တို့လူတို့ကတကယ်တော့ကျွန်တော်မြင်တာတော့စစ်အုပ်စုကိုလုံးမကြိုက်ဘူးဒါခုနမေးလည်းပြောတယ်နော်အနုလည်းပြောတယ်လုံးမကြိုက်ဘူးနော်မနေ့ကပြုတ်ကြဒီနေ့ပြုတ်ကြိုက်တယ်လူတို့ကတော့ပုံစံမျိုးစုံနဲ့လူတို့ကချကြတယ်ထို့တော့တစ်ဖက်ကရန်သူကလည်းအဲ့ဒါကိုတီးတဲ့ခါကျတော့တကယ်ကိုဗတ်ပေါင်းဆောင်ကဖိနှိမ့်မှုတွေတော်လုပ်တယ်အဲ့မှာကျွန်တော်တို့ဒါပြီးခဲ့တဲ့2025ကျွန်တော်တို့ဒါသတင်းကြလာပြီးနေ့ညမှာဖြစ်ခဲ့တဲ့ပုံတူဖြစ်စဉ်ဆိုတော့အဲ့ဒီဖြစ်စဉ်မှာရောကိုဇွဲဘယ်လိုသုံးသပ်လဲဒါကိုဇွဲကိုယ်တိုင်လည်းအဲ့ဒီနေ့အလှူရှာမှုမှာဦးစီးဦးဆောင်လုပ်တယ်ရဲဘော်တွေပြည်သူတွေဒါစုံထိခိုက်မှုတွေကျွန်တော်တို့
ကိုယ်တိုင်ကြုံခဲ့ရတယ်နောက်ကျွန်တော်တို့ပါရောက်လာပြီးတော့မှဝိုင်းပြီးတော့နော်တက်ဆွမ်းသမျှကျွန်တော်တို့ဝိုင်းရံခဲ့ပြင်မဲ့လေထိခိုက်မှုကအရင်ကြီးမာတယ်လေဆိုတော့အဲ့ဒီရန်သူရဲ့ဖိနှိပ်ရက်ဆက်ရုံမှမှုကိုလည်းကျွန်တော်တို့ကဒီနေရာမှာတော့လေအလေးပေးပြီးပြောတင်နေတယ်ကိုစွဲအဲ့ဒီအကြောင်းလေးကိုစွဲပြောပြချင်တယ်ဟုတ်ဒီဘုံတို့ဖြစ်စဉ်အားလုံးလေးသိတယ်ပေါ့နော်ဒါကဘာလဲကြော်သွားတယ်ဘာလဲဆိုတော့ကျွန်တော်တို့သတင်းကြွလာပြီးညမှာကျွန်တော်တို့မြန်မာတွေရဲ့ဒလီထုံးတန်းအရာကျွန်တော်တို့စင်မီထွန်းနဲ့ဘူဇော်ဘဲကိုလောက်တာပေါ့နော်ဒီမှာကျွန်တော်တို့တစ်ဖက်မှာကျွန်တော်တို့ရဲ့ရိုးရဒလီဘာသာရေးပွဲတစ်ခုဖြစ်တယ်တစ်ဖက်မှာကျွန်တော်တို့နိုင်ငံအာဏာရှင်စနစ်အောက်ကိုကျနေတဲ့အခြေအနေဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ဒေသမှာရှိတဲ့လူထုဟာဒီစစ်အာဏာရှင်စနစ်ကိုအင်မတန်မှမုန်းတီးတယ်ကျွန်တော်တို့ချောင်းမှာဆိုလို့ရှိရင်ရွာလုံးကျွတ်မီးရှို့ခံရတဲ့ရွာတွေအများကြီးရှိတယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ IDP ကန်ဆိုလို့ရှိရင်ကျွန်တော်10ခန်းကျော်ရှိနေပြီဒါဟာစစ်ကောင်စီရဲ့ဖိနှိပ်မှုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့မီးရှို့မှုတွေကြောင့်ဒီလိုမျိုးရွာလုံးကျွတ်ရှောင်တိန်နေကြရတဲ့လူတွေဖြစ်တယ်အဲ့ဒီအခါမှာဒီလိုမျိုးစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကိုလက်တွေ့ကြုံတွေ့နေရတဲ့အခါမှာပြည်သူလူထုကအာဏာရှင်ကိုအင်တန်မုန်းတီးတယ်ဒီအာဏာသိမ်းမှုကြောင့်လားကျွန်တော်တို့နောက်ဆက်တွဲကုန်စည်နှုန်းမြင့်မားမှုတွေပြည်သူရဲ့နေ့စဉ်ဘဝအကျက်တဲတွေကပူပူကြီးမားလာဒါတွေကိုပြည်သူတွေကကိုယ်တိုင်ခံစားရတဲ့အခါမှာသိတဲ့အခါမှာခုနကပြောတဲ့ဘာသာရေးရနေထူးနေမြတ်အချိန်အခါမှာကျွန်တော်တို့ပုံမှန်စီမီထွန်းရင်းနဲ့ဒီစစ်အာဏာရှင်ကိုမကြိုက်ကြောင်းကျွန်တော်တို့လူထုရဲ့ဆန္ဒကိုကျွန်တော်တို့ဖော်ထုတ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ဒီအချိန်တွေမှာစစ်ကောင်စီကအားလုံးလဲသိတဲ့အတိုင်းပဲရန်သူပြည်သူရဲ့အတန်ဆိုအင်မတန်ကြောက်တယ်ဒါပေါ့စစ်ကောင်စီပြည်သူရဲ့အတန်ဆိုရင်အင်မတန်မှကြောက်ပြည်သူရဲ့ဒိုရေးအော်ဒါဟာသူတို့အတွက်အိမ်မက်ဆိုးကြီးတစ်ခုပဲအဲ့တော့အဲ့ဒီဂျားထဲမှာကျွန်တော်တို့ပြည်သူလူထုကလေကျွန်တော်တို့ရဲ့ဆန္ဒကိုဒီဖိနှိပ်မှုတွေဂျားထဲကနေထုတ်ဖော်ခဲ့ကြရန်သူကလည်းရန်သူပီပီပဲကျွန်တော်တို့ဒီဓာတိသတင်းကြွလာပြီးနေဆိုတာသိတယ်စင်မီထုံးပွဲကိုကျင်းပမယ်ဆိုတာလည်းသိဒီလိုမျိုးအရက်သားတွေစုဆုံတဲ့နေရာကိုရည်ရွယ်ချက်ရှိလာရောက်ပြီးတော့ဘုံကျဲတာဖြစ်တယ်ပေါ့နော်ဒါဟာဘာကိုဖော်ပြနေလဲဆိုတော့ငါတို့ကိုတော်လန်သူမှန်သမျှကလေးလူကြီးမရွေးကြားမမရွေးဒါဟာသူတို့ခြေမုံမယ်ဆိုတာမျိုးကိုကျွန်တော်တို့အကြောက်တရားပေါ့ထင်ရှားနေတယ်အကြောက်တရားနဲ့ဖိနှိပ်ရတယ်ပေါ့နော်ဒါအကြောက်တရားရှိမှတောက်လျှောက်သူတို့ဖိသို့တော်ကျွန်တော်တို့လူထုကလေဒီအကြောက်တရားကိုကြော်လွန်ပြီးတော့မှဒီစစ်ကောင်စီကိုအင်တန်ယုံမုန်းနေကြအဲ့တော့ဒီယုံမုန်းမှုဟာသူတို့ထဲတဲ့အကြောက်တရားပြည်သူတွေအတွက်မလုံလောက်တော့ဘူးနော်ဒီမှာရရနီးနဲ့ပြည်သူကဆန္ဒထုတ်ဖော်တယ်ဒီစစ်ကောင်စီကလည်းရန်သူပီပီပဲကျွန်တော်တို့ဒီကြားမမရွေကလေးသူငယ်မရွေဘုံကျဲမယ်ဆိုတဲ့အခြေအနေတရက်လို့တော့မြင်ပါတယ်ဒါပေမဲ့ဗျစစ်ကောင်စီကဒီစိုးမိုးထင်းချုပ်ကမာနေတဲ့လူထုကိုကျွန်တော်တို့ဒီဖိနှိပ်ရုံမကဘူးတကယ်တည်းစစ်ကောင်စီရဲ့ကျွန်တော်ဒီအာဏာရှင်စနစ်ကြောင့်မလို့ကျွန်တော်တို့မြို့ပြမှာနေတဲ့လူထုရောစိုးမိုးထင်းချုပ်မှာနေတဲ့လူထုရောကျွန်တော်အသီးသီးလဲခံရတာပဲနော်ဟုတ်တယ်။ဘာကြောင့်လဲဆိုတော့အာဏာမသိမ်းခင်ကကျွန်တော်တို့ကြက်ဥတလုံးအခြေခံလူတန်းစားနိုင်တယ်။ဒီနေ့လောအားကမရှိဘူးအနည်းဆုံးကြက်ဥတလုံးတော့လူတို့ကစားနိုင်တယ်။ဒါပေမဲ့ခုလက်ရှိကျွန်တော်ကြက်ဥဈေးဘယ်ရောက်နေပြီတော့ကျွန်တော်စံအိတ်ဈေးဘယ်ရောက်နေပြီတော့နော်ကျွန်တော်ဒီအာဏာသိမ်းမှုဒီနိုင်ငံရေးစနစ်မကောင်းမှုကြောင့်မို့လို့ဖြစ်သွားတဲ့လူတို့ကျွန်တော်အများကြီးရှိအခုဆိုလို့ရှိရင်ဒီစစ်ကောင်စီအခုအသွင်ပြောင်းရသားဆိုတော့ဗောဗျာတမလိုက်ဖြစ်ချင်နေတဲ့မောင်မင်းအောင်လိုက်ပေါ့သူ့အောက်မှာဆိုရင်ခုဘာဖြစ်နေတော့ဆိုတော့မြို့ပြမှာအစနော်မူးရစ်စေးွားကြီးဗျာအများကြီးပေါ်များလာနော်လူငယ်တွေမူးရစ်စေးွားလက်မိလာတယ်ပြီးတော့ကျွန်တော်တို့ဒါအမျိုးသမီးတွေလည်းရှိအမျိုးသမီးချင်းကျွန်တော်ကိုချင်းစာအမျိုးသမီးတွေမှာခုကလူငယ်တွေရဲ့အတုံးလုံးဗျာကျွန်တော်ဒိတ်ခဲဆိုတာရှိတကယ်တော့ဒီနိုင်ငံရေးစနစ်ကြီးမကောင်းလို့တချို့အမျိုးသမီးတွေကတက္ကသိုလ်တွေမှာရောက်ရမယ့်အစားတကယ်လုပ်ငန်းခွင်တွေမှာရောက်ရမယ့်အစားကျွန်တော်တို့မလွဲတာမရှောင်တာလို့ဒီလုပ်ငန်းတွေကိုကျွန်တော်တို့လုပ်နေကြတယ်နောက်တစ်ခုလူတို့ရဲ့ပူပန်မှုကျွန်တော်တို့စိုးမိုးထိတ်ချုပ်နေမှာရှိတဲ့လူတို့ကစက်ကောင်စီကဘယ်နှစ်ဘယ်ချိန်များဖိုက်တာနဲ့လာကျဲမလဲဂျိုင်ယိုကော်ပတာနော်ပါရာမော်တာပြီးရှီအောင်မပြနောက်ထပ်မျိုးစုံပေါ့ဗျာနော်ဘယ်နှစ်လာကျဲမလဲဆိုတော့ကြောက်စိတ်နဲ့ရှင်သန်ရတယ်လို့မြို့ပြမှာနေတဲ့လူတို့ကလည်းအဲ့ကြောက်စိတ်နဲ့ရှင်သန်ရတာ။ तू ကတော့ကျဲမဲ့ဟာတော့မဟုတ်ဘူးဗျာ။တိုးတော့ကျွန်တော်နေ့စဉ်ထိတွေ့ရတဲ့ကုန်စည်နှုန်းစီစေးခုဆိုရင်ဒါကဘာစစ်နဲ့အတူကျွန်တော်တို့စီစေးတွေတက်နေရဗျာ။အခြေခံလူသားစားဘယ်လိုက်နိုင်မှာတော့ဒီစီစေးတွေ။နောက်တစ်ခုကလူတို့ရဲ့စစ်မှုထမ်းပေါ်တာဆွဲတာဒီစစ်မှုထမ်းဥပဒေကြောင့်ပေါ်တာဆွဲတာကလေတကယ်ပတ်စံရှိတဲ့တတိသားတွေကိုဆွဲတာမှမဟုတ်ပဲချင်းချောင်းကျွန်တော်တို့ပြည်သူလူထုတကယ်လူလက်တန်းစားအခြေခံလူတန်းစားတွေကိုရည်ရွယ်ဥတီပြီးတော့ဆွဲတာဖြစ်တယ်လေကျွန်တော်တို့အခြေခံလူတန်းစားလူလက်တန်းစားကြီးခံရတာဒီစစ်မှုထမ်းဥပဒေပေါ်တာကြောင့်ပဲကျွန်တော်တို့ကအလူးလဲတွေခံကြရတာလူတို့ကတော်လိုင်းမှာပါဝင်ခြင်းနဲ့သို့တော်
ကျွန်တော်တို့နေ့စဉ်နဲ့များထိတွေ့နေရတဲ့စီးပွားရေးအကျပ်အတဲဒီစစ်မှုထမ်းဥပဒေအကျပ်အတဲတွေဒါတွေကိုကျွန်တော်ကလူတို့ကအလူအလဲရင်ဆိုင်နေကြရတာကိုကျွန်တော်တို့လူလူလည်းတော်တော်လေးပြန်မှန်းပါတယ်